အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လပါဘူး H Line Web Channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လပါဘူးအသင်းရဲ့နံပါတ်8အင်ကြီးဆိုတာဆိုရင်ကျွန်တော်တို့လပါဘူးပြည်သက်တွေအတွက်တော့ Steven Gerrard ကြီးရဲ့အမွေနှစ်တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ Steven Gerrard ကြီးအနားယူပြီးနောက်ပိုင်းမှာအာဘီဂီတာဆိုရင်ဒီနံပါတ်8အင်ကြီးကိုဝစ်ဆင်ခဲ့ပေမဲ့လည်းဒါဒဏ်ရာပြဿနာတွေနဲ့ဒီခြေစွမ်းပိုင်းမတည်ငြိမ်မှုကြောင့်ဒီနံပါတ်8အင်ကြီးရဲ့အရှိန်အဝါတွေဟာဆိုရင်ပျောက်ဆုံးနေခဲ့တာအားလုံးအတိဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုဆိုဖို့ကတော့ကျွန်တော်တို့ပြန်မြင်ချင်နေတဲ့နံပါတ်8ရဲ့အရှိန်အဝါတွေဒီမစုံမနစ်စ조사တဲ့ Steven Gerrard ရဲ့အရေးအယောင်တွေကိုပြန်မြင်နေရပြီလားဒီနေ့မှာတော့ကျွန်တော်တို့ Steven Gerrard ရဲ့အမွေနှစ်ဖြစ်တဲ့နံပါတ်8အင်ကြီးဟာဒီ Super Slide အတွက်အထိုက်တန်ဆုံးဖြစ်နေပြီလားဆိုတာနဲ့ကျွန်တော်တို့လပါဘူးသင်းရဲ့ဒီကွင်းလယ်ပိုင်းမှာရောဒီ Super ကဘယ်လောက်ထိအရေးပါနေလဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆွေးနွေးသွားအောင်ပါခင်ဗျာလက်ရှိကျွန်တော်တို့လပါဘူးသင်းမှာဆိုရင်ဒါ Super Slide လုံးဝမရှိမဖြစ်ဆိုတဲ့ကစားသမားအဆင့်ကိုရောက်ရှိလို့လာပြီပေါ့နော်ဘာလို့မရှိမဖြစ်လို့ပြောရလဲဆိုရင်ပထမချက်ကတော့ဒါသူ့ရဲ့ wall rate ပေါ့နော်ဒီ Super ဆိုရင်ကျွန်တော်တို့ကွင်းထဲမှာဆိုရင်ဒါအပြေးလွှားဆုံးဒီ present အပေးနိုင်ဆုံးကစားသမားဖြစ်တယ်လို့ကျွန်တော်တို့ဒီတိုက်စစ်ကနေပြီးတော့ဒီခံစစ်အထိနေရအနှံ့မှာသူ့ရဲ့ပါဝင်ပတ်သက်မှုတွေကိုမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်တို့အသင်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့လည်းဒီ right back မရှိတဲ့အချိန်မှာ right back ကစားသမားအဖြစ်ဒီ Gravenberch တို့ Marca တို့မပါနိုင်တဲ့အချိန်မှာဆိုရင်လည်း CDN ကစားသမားအဖြစ်ဆော့တယ်ဒီ Flow တို့တောင်ပန်တွေထွက်ဆော့တဲ့အခါမှာဆိုရင်လည်းဆိုတော့ AM နေရာတွေဝင်ဆော့တယ်ဆာလာအာဖရိကသွားတဲ့အချိန်မှာဆိုရင်လည်းဒီ RAM RW ပုံစံမျိုးဖြစ်နေရမျိုးစုံမှာလည်းဒီအကောင်းဆုံးပုံစံနဲ့ကစားနိုင်တာကြောင့်ကျွန်တော်တို့လပါဘူးတင်းအတွက်ဆိုရင်ဒါမရှိမဖြစ်ဟိုတကယ်ကိုလိုအပ်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ပြီးတော့ဒီဆိုးကဒီယာဒီမှာဆိုရင်လည်းဒီနေရအစုံမှာကစားထားသည့်တိုင်အောင်လို့ကိုဒီပြိုင်ပွဲစုံမှာဆိုရင်တွင်းကို10ဂိုးနဲ့အတူတူဂိုးဖန်နီမှု9ချိန်တောင်ရထားပြီးတော့ဒီ rating တွေမှာဆိုရင်လည်းကျွန်တော်တို့ဒီ Premier League မှာရော Champions League မှာရောပေါ့နော် rating ကဒီ7အထက်ကိုရှိပြီးတော့ကျွန်တော်တို့လပါဘူးအသင်းရဲ့ဒါကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးတဲ့အဓိကအင်ဂျင်တစ်လုံးနဲ့ဖြစ်လာခဲ့ပြီပေါ့နော်ပြီးတော့ဒါသူ့ရဲ့အားတင်းစရာကောင်းလောက်တဲ့ဒါအဝေးကန်ချက်တွေ free kick တွေဆိုရင်လည်းဒါပြောမယ်ဆိုဘလောက်ကောင်းကြောင်းညှိုးဆိုရတာကိုရှောက်ဖွေရမယ့်စကားလုံးမလွယ်လောက်တဲ့အထိကိုကောင်းလို့ပြီးတော့ဒီယာဒီမှာဆိုရင်ကျွန်တော်တို့လပါဘူးအသင်းရဲ့အကောင်းဆုံးကစားသမား Player of the Year ဆုကိုကျင်းတေရရှိမဲ့သူလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုရင်ဒါဒီလိုမျိုးပေါ့နော်လောက်အားနှုံကောင်းကောင်းနဲ့ဒီ performance ကောင်းနေပြပြီးတော့ဒီနံပါတ်8အင်ကြီးဝစ်ပြီးတော့သူပြေးလွှားဆော့ကစားနေအောင်မြင်ရတာဆိုရင်ကျွန်တော်တို့လပါဘူးပရိသတ်တိုင်းပေါ့နော်ရင်ထဲဆွဲမြဲနေတဲ့နံပါတ်8ကစားသမားဟောင်းကြီး Steven Gerrard ကိုပြန်လဲမြင်အောင်ခံစားမိတယ်ပေါ့နော်ဒါ Steven Gerrard နဲ့ရှင်ရမယ်ဆိုရင်လည်းဒါစိုးဖို့မှာတူညီတဲ့အချက်တွေရှိတယ်ပေါ့နော်သူတို့ရဲ့ဒါအဝေးကန်ချက်တွေဒါတိကျတဲ့ဘောလုံးပေးမှုပတ်စင်ပိုင်းနေတဲ့အတူတူပွဲရဲ့ရလဒ်ကိုပေါ့နော်အဆုံးဖြတ်ပေးနိုင်မဲ့စွမ်းဆောင်ရည်တွေကလည်းဒါသူတို့နှစ်ယောက်လုံးမှာတူညီကြတယ်ပေါ့နော်ဒါအနည်းဆက်ဆုံးဒီ Brighton နဲ့ FA ဖလားပွဲပြီး interview မှာဆိုရင်လည်းဒါဆိုဖို့ပေါ့နော်ကွင်းထဲကဘောလုံးသုံးသက်တဲ့သူတွေကဒါ Steven Gerrard ကြီးနဲ့နှိုင်းယှဉ်ပြီးတော့မင်းကိုသုံးသက်နေကြတဲ့အပေါ်ကိုမင်းဘလို့ခံစားရလဲပေါ့မင်းရဲ့ခြေစွမ်းကိုရောမင်းကျင်နေရလားဆိုပြီးမေးတဲ့အချိန်မှာဆိုရင်ဒါဆိုဖို့ဘလို့ပြန်ဖြေကြားခဲ့လဲဆိုတော့ဒါ Steven Gerrard ဆိုရင်လပါဘူးအသင်းရဲ့ဒါဂန်နဝင်ကစားသမားကြီးလမ်းကျင်ကြီးတယောက်ဖြစ်တယ်ကျွန်တော်ကသူနဲ့တူအောင်ကစားနေတာမျိုးမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်ကဆိုရင်လည်းကျွန်တော်ရဲ့ကိုယ်ပိုင် own story ကိုရေးသားဖို့အတွက်စူးစမ်းနေတာပါဒါပွဲတိုင်းမှာဆိုရင်လည်းအကောင်းဆုံးဖြစ်အောင်စူးစမ်းနေပါတယ်အဆုံးသက်အထိစူးစမ်းသွားမှာပါဆိုပြီးတော့ဖြေကြားခဲ့တယ်ပေါ့နော်ဒီလိုဖြေကြားချက်အရဆိုရင်ဒါဆိုဘိုအနေနဲ့ကဒါဒီ Steven Gerrard ကြီးနဲ့တူအောင်တမြင်လိုက်ကစားနေတာမျိုးမဟုတ်ပေမဲ့လည်းဒါသူ့ရဲ့ဒါကန်ချက်တွေခုနကပြောသလိုပဲဒီဘောလုံးပေးပို့မှုပိုင်းနေဒါပွဲကိုဆုံးဖြတ်နိုင်တဲ့အရေးချင်းနေရဆိုရင်လည်းဒါ Steven Gerrard ကြီးနဲ့တော်တော်လေးစင်တူနေတယ်ပေါ့နော်ဒါ own story ဘိုင်းဖန်နီးမဲ့အပိုင်းမှာဆိုရင်တော့ဒါလူတိုင်းကတော့ကိုယ့်ရဲ့ကိုယ်ပိုင် story လေးကိုကိုယ်တိုင်ဖန်နီးကျင်ကြတာပဲဒါတစ်ချိန်ကနံပါတ်8ကစားသမား Steven Gerrard ကြီးအရန်ကောင်းခဲ့တယ်လို့ကျွန်တော်တို့ဒီလက်ရှိအချိန်မှာဆိုရင်လည်းဒီနံပါတ်8ဝစ်စင်ကစားရတဲ့ Super Slide ဘယ်လောက်ထိကောင်းမွန်နေလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒါ Steven Gerrard နောက်ပိုင်းပေါ့နော်ဒီနံပါတ်8နဲ့အထိုက်တန်ဆုံးနဲ့အန်ဝင်ခွင်ကြအဖြစ်ဆုံးသူကတော့ Super Slide လို့ပဲရဲရဲကြီးကျွန်တော်ကတော့ပြောရဲပါတယ်ပေါ့နော်ညီကိုတို့ရောဘယ်လိုမြင်ကြလဲ
ဆိုဘိုစလိုင်းကကျွန်တော်တို့ဒီ Steven Gerrard ရဲ့အမွေအနှစ်ဖြစ်တဲ့ဒီနံပါတ်8အင်ကြီးငယ်အထိုက်တန်ဆုံးလူဖြစ်ပြီလို့မြင်ကြလားဒီရာဒီမှာဆိုဘိုရဲ့အရေးပါမှုတွေအပေါ်ရောဘယ်လိုမြင်ကြလဲအားလုံးရဲ့အမြင်လေးကိုမမဝေမျှပေးသွားကြပါအောင်ခင်ဗျာဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ